Hello အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့သူရပါဒီနေ့ကြိုရွေးချယ်ထားတဲ့ကွက်တီလေးကတော့ modern ကွက်တီတစ်မျိုးဖြစ်တဲ့ butterfly margarita ကွက်တီလေးပဲဖြစ်ပါတယ်ခင်ဗျာဒီကွက်တီလေးရဲ့ပေါ်ဝင်မဲ့ပစ္စည်းလေးတွေကတော့ Saver Tequila Control Butterfly Pasty Simple Syrup Lemon juice တို့ပဲဖြစ်ပါတယ်ခင်ဗျာ Okay ဗီဒီယိုလေးကိုစလိုက်ရအောင် Saver Tequila 45 ml ထည့်ပါမယ်Control 20 ml ထည့်ပါမယ် Lemon juice 20 ml ထည့်ပါမယ် Simple Syrup 20 ml ထည့်ပါမယ် Okay ရေခဲထည့်ပြီးရှယ်လိုက်ရအောင်ဒါလေးကတော့ butterfly margarita ကွက်တီလေးပဲဖြစ်ပါတယ်ခင်ဗျာ